သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့၄ပိုင်းပိုင်းပြီးတော့ဦးဇင်းတို့ပေသပေါင်းတော်ဝန်တို့နာယူကြည်ညိုခဲ့ကြတာအခုပထမပိုင်းပြီးခဲ့ပြီနော်အခုဒုတိယပိုင်းသမုဒယသစ္စာနဲ့ပတ်သက်ပြီးတော့နာယူကြည်ညိုကြည့်ရမယ်ပေါ့ဒီနေရာမှာသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအလွန်တရာအလေးထားပြီးတော့ဟောကြားခဲ့တဲ့ဒေသနာတွေသစ္စာတန်ရုပ်ပါဠိတော်မှာများစွာတွေ့ရတယ်အဲ့ဒီထဲမှာသစ္စာ၄ပါးကိုမသိလို့ရှိရင်လွန်တရားဆိုးရတဲ့ဒုက္ခတွေကိုကြုံရနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကောင်းငင်ကိုဒုတ်တစ်ချောင်းမြှောက်တင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဒုတ်ဟာအောက်ကိုပြန်ကျလာတဲ့အခါမှာအရင်ကကျတာလည်းဖြစ်နိုင်တယ်အဖျားကနေကျလာတာလည်းဖြစ်နိုင်တယ်ဒီတိုင်းကြီးအလဲကနေပြီးတော့၆မြောင်ကြီးကျလာတာလည်းဖြစ်နိုင်တယ်ဆိုလိုတာကကြားကျင်တယ်လို့ကြားနိုင်တယ်ပေါ့ဘလို့ကြားမယ်လို့ကန့်သက်ချက်မရှိဘူးအဲ့လိုပဲသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့မသိကြသေးတဲ့တရားဓမ္မတို့ဥရှင်တို့ပုထုဇဉ်တွေရဲ့ဘဝဟာဒီဘဝကနေပြီးတော့ရှုတည်မနေသိကြရတဲ့အခါမှာရောက်ချင်တဲ့အနေအထားကိုရောက်သွားနိုင်တယ်ဖြစ်ချင်တယ်လို့ဖြစ်သွားနိုင်တယ်ပေါ့ဘာအာမခံချက်မှမရှိဘူးဘာသတ်မှတ်ချက်မှမရှိဘူးဒန္တသုတ်တံဆိုပြီးတော့မြတ်စွာဘုရားအဲ့လိုဟောထားတယ်ဟောခြင်းရဲ့ရည်ရွယ်ချက်ကသစ္စာ၄ပါးတရားကိုထွတ်ထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်အောင်ကြိုးစားနိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်ပါနောက်ဦးဇင်းတို့အိန္ဒခိလသုတ်တံဆိုပြီးတော့လည်းပဲအဲ့ဒီမှာသုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာတော့ဗာပြောထားတယ်ဆိုတော့သစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝဟာဘာနဲ့တူလဲဆိုလို့ရှိရင်မြေညီမှာချထားတဲ့ဝါခွမ်းများနဲ့တူတယ်တဲ့မြေညီမှာချထားတဲ့ဝါခွမ်းဟာတောင်လေလာလို့ရှိရင်မြောက်ဘက်ကိုလွှင့်သွားမယ်မြောက်လေလာရင်တောင်ဘက်ကိုလွှင့်သွားမယ်နော်လေယူရာကိုလွှင့်မျောရမယ်အနေထားမှရှိတယ်ဘာလို့လဲဆိုတော့သူဟာအလွန်မှပေါ့တဲ့အတွေ့အကြုံလို့အဲ့လိုလေးပါမြတ်စွာဘုရားထဲဟောတယ်အဲ့လိုပဲသစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့အတိပုဂ္ဂိုလ်တွေရဲ့စိတ်အလွန်တရာပေါ့သေးတဲ့အတွက်ကြောင့်လေယူရာကိုပါသွားမဲ့ဝါခွမ်းများလို့ရောက်ရဘဝမှာတခြားသောဆရာတွေရဲ့မျက်နှာကိုမော့မော့ကြည့်ရတဲ့အနေအထားမျိုးမှရှိတယ်လို့အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဟောတော့ဒီအရှင်ကတော့သိတဲ့သိလိုက်တဲ့တရားကိုသိလေအောင်တကားဆိုတဲ့စိတ်နဲ့ဆိုလိုတာကတော့ငါထက်သူကတော့နားလည်ပုံရတယ်ဆိုပြီးတော့သူများရဲ့မျက်နှာကိုမော့မော့ပြီးတော့ကြည့်ရတယ်တဲ့ဒါကကိုယ်တိုင်ကသစ္စာ၄ပါးအမှန်တရားကိုမသိသေးတဲ့အတွက်ကြောင့်သူများကိုအထင်တကြီးကိုးကွယ်စိတ်ကရတဲ့အနေအထားမျိုးဟုတ်ရလားတကယ်လို့သာသစ္စာ၄ပါးကိုသိသွားမယ်ဆိုရင်လောကရဲ့အမှန်တရားတွေကိုသိသွားမယ်ဆိုရင်သူရဲ့မျက်နှာကိုမှမော့ကြည့်စရာမလိုတဲ့ဥပမာမြေကြီးတဲကို၈တောင်လောက်ဝင်အောင်တူးပြီးတော့စိုက်ထားတယ်မြေပေါ်မှာ၈တောင်လောက်ပေါ်နေတဲ့တကားတိုင်ကြီးတစ်ခုတော့အရက်၄မျက်နှာအရက်၈မျက်နှာကဘလို့လေချမ်းတွေပဲတိုက်သူ့မှာတုံနေလှုပ်တယ်ဆိုတာမရှိဘူးအလွန်တရာတည်ငြိမ်နေပေါ့အဲ့လိုပဲသစ္စာ၄ပါးအမှန်တရားကိုသိသွားကြတဲ့ပုဂ္ဂိုလ်တွေကြတော့အလွန်တရာမှတည်ငြိမ်မှုရှိတယ်ဆိုတာဒါလေးကိုလည်းမြတ်စွာဘုရားဟောထားတာရှိတယ်ဒါကြောင့်ပိဋကပေါင်းတော်အောင်တို့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုကြည်ကြည်ပြန့်ပြန့်လေ့လာလိုက်စားပြီးတော့ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်သစ္စာ၄ပါးတရားသည်အလွန်တရာမှသိတဲ့သိတိုက်တဲ့တန်ဖိုးကြီးမားတဲ့တရားဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်လည်းမြတ်စွာဘုရားကသစ္စာ၄ပါးကိုသိအောင်ကြိုးစားကြဖို့ဤမျိုးစုံနဲ့တိုက်တွန်းတယ်သုတ်တံတစ်ပုဒ်မှာပြောထားတာလေးတစ်ခုအမှတ်ရတယ်ယဟန်တို့တဲ့စကားပြောမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုသာပြောပါတဲ့မဖို့မဖီလာဖြစ်တဲ့တိရိစ္ဆာနကထာလို့ဆိုတဲ့တန်ဖိုးမဲ့စကားတွေကိုမပြောပါနဲ့တဲ့အဲ့ဒီထဲမှာတန်ဖိုးမဲ့စကားတွေကို29မျိုးလောက်တောင်မြတ်စွာဘုရားသတ်မှတ်ပြထားမင်းနဲ့ဆက်သောစကားတဲ့စစ်သူကြီးနဲ့ဆက်သောစကားတဲ့နော်မြို့နဲ့ရွာနဲ့လမ်းနဲ့အစရှိသဖြင့်နည်းနည်းလေးပြန်တင်လိုက်အောင်အဲ့လိုမျိုးဦးဇင်းတို့မဉ္ဇဉ်ပုံဉ္ဇဉ်ရခြင်းရဲ့အကြောင်းတရားမဟုတ်တဲ့ဖ
လာကန့်လန့်စကားမျိုးတွေကိုမပြောရအောင်တကယ်လို့ပြောမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုသာပြောပါတဲ့ခန္ဓာမှန်ရင်ဘဝမှန်ရင်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါတဲ့စကားမျိုးပြောနိုင်အောင်ကြိုးစားရမယ်အောင်ဘဝဟာကောင်းတဲ့သဘာဝတွေမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါတဲ့စကားမျိုးပြောတတ်ရမယ်အောင်လူချင်းနဲ့မမောတယ်ဆိုရင်တော့ဆင်းရဲဒုက္ခကိုရင်ဆိုင်ရမှာပဲအစရှိသဖြင့်သမုဒိယသစ္စာရဲ့သဘောအမှန်ကိုဖော်ပြနိုင်တဲ့စကားမျိုးကိုပြောတတ်ရမယ်ပေါ့နော်လောဘချုပ်မှသာနဲ့ဒုက္ခချုပ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုတက်ဝင်တဲ့စကားမျိုးကိုပြောတတ်ရမယ်ပေါ့အမှန်ကန်သိမြင်နားလည်ခြင်းဆိုတဲ့တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများမှသာလျှင်ဒုက္ခကတိချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်အဲ့လိုမျိုးမဂ္ဂသစ္စာနဲ့ပတ်သက်တဲ့စကားမျိုးကိုပြောရမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီစကားတွေဟာအကျင့်မြတ်ရဲ့အစာအဦးလည်းဖြစ်တယ်တဲ့ညီးငွေရန်လည်းပဲဖြစ်တယ်လွတ်မြောက်ရန်လည်းပဲဖြစ်တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကထိုက်တန်တဲ့စကားတွေဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောဒါကြောင့်စကားပြောမယ်ကြံရင်လည်းပဲသစ္စာနဲ့ပတ်သက်တဲ့စကားမျိုးကိုပြောဆိုတတ်တဲ့အလေးချင်းကိုမွေးမြူရမယ်ပေါ့နောက်ဦးဇင်းတို့နှုတ်ကစကားကိုပြောဆိုနေတယ်လို့ဒီစိတ်ကလည်းပဲအတွေးအကြံတွေကိုတွေးကြံနေတဲ့အပိုင်းရှိမနေဘူးလားဗျရှိနေရနော်အဲ့လိုအတွေးကြံနဲ့ပတ်သက်ပြီးတော့လည်းပဲမြတ်စွာဘုရားကကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တဆိုတဲ့ဒီလိုအတွေးမျိုးတွေကိုမတွေးပါနဲ့တဲ့ဒီအတွေးတွေဟာတန်တရားဝိဆင်းရဲကလွတ်မြောက်ခြင်းကဘာအထောက်အကူမှမပြုဘူးငြိမ်းချမ်းဖို့လည်းပဲမဖြစ်ဘူးအသိဉာဏ်တိုးတက်ဖို့လည်းမဖြစ်ဘူးအကျင့်မြတ်ရဲ့အဦးအစလည်းမဟုတ်ဘူးဒါကြောင့်ကာမဝိတ္တဆိုတဲ့ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေးမျိုးဗျာပါဒဝိတ္တဆိုတဲ့ဒေါသနဲ့ဆက်ရှင်တဲ့အတွေးမျိုးဗျာပါဒဝိတ္တဝိဟိတဝိတ္တလို့ဆိုတဲ့ညှင်းဆဲမှုနဲ့ဆက်ရှင်တဲ့အတွေးမျိုးဒီလိုအတွေးမျိုးတွေကိုမတွေးရဘူးတကယ်လို့တွေးမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးနဲ့ဆက်တဲ့အတွေးမျိုးကိုသာတွေးပါတဲ့ဒါသစ္စာ၄ပါးကိုမြတ်စွာဘုရားဘယ်လောက်သိသိခြင်းတလဲဆိုတာကိုပေါ်လွင်ထင်ရှားအောင်ဒီသုတ်တန်လေးတွေကိုဦးဇင်းကပြောပြတာပြောမယ်ဆိုရင်သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုပြောတွေးမယ်ဆိုရင်လည်းသစ္စာ၄ပါးနဲ့ဆက်တဲ့အတွေးကိုတွေးဟုတ်လားဒါဟာအလွန်အကျိုးရှိတယ်နိဗ္ဗာန်ချမ်းသာကိုရရေးမှာများစွာအထောက်အကူပြုတယ်ဟောအကျင့်မြတ်ရဲ့အဦးအစလည်းဖြစ်တယ်ဒါကြောင့်ဘဝခန္ဓာဟာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတာကိုကိုယ့်ရဲ့စိတ်ထဲမှာပို့ပြီးတော့ပေါ်လွင်ထင်ရှားလာအောင်တွေးတတ်ဖို့မလိုဘူးလားပြောတယ်နော်ဤမျိုးစုံထောင်မျိုးစုံကနေပြီးတော့ကြည်တဲ့မြင်တတ်ပြီးတော့ဒီအဖြစ်မှန်ကိုရအောင်တွေးနိုင်ဖို့လိုတယ်ပေါ့ဟုတ်လားနောက်လိုချင်မမောမှုဆိုတဲ့ဒီလောဘဟာသမုဒိယသစ္စာဖြစ်တယ်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာကိုလည်းပဲမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တတ်ဖို့တွေးတတ်ဖို့မလိုဘူးလားလိုတယ်နော်နိဗ္ဗာန်ဆိုတဲ့ဒုက္ခချုပ်ငြိမ်းရာသဘောတဘာဝဟာလောဘချုပ်ခြင်းကိုပြောတာလို့အဲ့ဒါလိုရိုးရိုးရှင်းရှင်းလေးနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့လည်းပဲမှန်မှန်ကန်ကန်တွေးတတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကျင်တယ်ဆိုလို့ရှိရင်တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးမှသာလျှင်ဖြစ်လိမ့်မယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကလွဲလို့ဒုက္ခကိုတကယ်ငြိမ်းစေတဲ့အလုပ်ဒီပြင်မရှိဘူးလို့မဂ္ဂင်၈ပါးရဲ့စွမ်းအားတတိနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့ဒါလိုမှန်မှန်ကန်ကန်တွေးတတ်ဖို့မလိုဘူးလားလိုတယ်နော်ဒါကိုပြောတာကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တကိုမတွေးပါနဲ့တကယ်လို့တွေးမယ်ဆိုရင်သစ္စာ၄ပါးနဲ့ဆက်တဲ့အတွေးကိုသာတွေးပါဟောဒီလောက်ထိမြတ်စွာဘုရားဟောထားတာပါဟုတ်လားဒါကြောင့်ဒီကနေ့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့ပြောကြတယ်ဆိုကြတယ်နားထောင်ကြတယ်နော်တွေးကြတယ်ကြံကြတယ်ပေါ့ဘာကိုအခြေခံပြီးတော့တွေးတာတော့ဆိုတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေကိုအခြေခံပြီးတော့တွေးကြတာဒါကိုပဲဦးဇင်းတို့သမ္မာသင်္ကပ္ပလို့မဆိုနိုင်ဘူးလားနော်စိန်တာမယဉာဏ်ကိုမရနိုင်ဘူးလားရနိုင်တယ်ဒီစိန်တာမယဉာဏ်ဒီဘာဝနာမယဉာဏ်ကိုအလွန်အားကြီးတဲ့အထောက်အကူတစ်ခုအနေနဲ့အကျိုးကျေးဇူးမပြုပေဘူးလားပြုနိုင်တယ်နော်ဒါကြောင့်အလွန်မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုလုပ်နေကြတာလို့ကိုယ့်အလုပ်ရဲ့တန်ဖိုးကိုလည်းပဲနားလည်ဖို့မလိုဘူးလားဗျာလိုတယ်အဲ့ဒါဦးဇင်းတို့ဘာဆက်ပြီးတော့ပြောမှာတော့သမုဒိယသစ္စာနော်သမုဒိယသစ္စာမြတ်စွာဘုရားကတော့ဒုက္ခသမုဒိယအရိယသစ္စာဒုက္ခသမုဒိယဆိုတဲ့အသုံးနှုန်းလေးဒါပေမဲ့ဦးဇင်းတို့အလွယ်တကူပဲဒုက္ခသစ္စာသမုဒိယသစ္စာဒီလိုသုံးနှုန်းနေကြအမှန်ကဒုက္ခသမုဒိယအရိယသစ္စာနော်ဒုက္ခသမုဒိယဒုက္ခဆိုတာကဆင်းရဲတာသမုဒိယဆိုတာကဖြစ်ခြင်းရဲ့အကြောင်းဒုက္ခသမုဒိယဆိုတာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းသစ္စာဆိုတာအမှန်အကန်ပဲမလွယ်ဘူး
ဒုက္ခသမုဒယသစ္စာဆိုတာဘာကိုပြောတာတုံးဆိုတော့ယာယံတဏ္ဏပောနောဘဝိကာနန္ဒီရာဂသဟဂတတတရတတရဘိနန္တိနိတေယတိတံကာမတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏဧတတို့ရဲ့နှုတ်ထဲမှာဒီစကလုံးတွေရှိမယ်ထင်ပါတယ်ဟုတ်လားဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းအမှန်ဆိုတာဘာကိုပြောတာတုံးဆိုရင်တဏှာလောဘကိုပြောတာအဲ့ဒီတဏှာလောဘကိုမြတ်စွာဘုရားကအဓိပ္ပာယ်ဖွင့်ပြတယ်ယာယံတဏ္ဏအဲ့ဒီတဏှာဘလို့တဏှာလဲတဲ့ပောနောဘဝိကာဘဝသစ်ကိုတဖန်ဖြစ်စေတတ်တဲ့အစွမ်းတတ္တိရှိတယ်တဲ့တဏှာလောဘရဲ့သဘောတဘာဝတဏှာလောဘရဲ့သဘောတဘာဝနံပါတ်1ပါပြောထားတော့ပောနောဘဝိကာနော်ဘဝသစ်ကိုတဖန်ဖြစ်စေတဲ့အစွမ်းတတ္တိရှိတယ်အကောင်းတဲ့ဘဝဆိုးတဲ့ဘဝဘဝပေါ့နော်နန္ဒီရာဂသဟဂတနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာကတတ်မဲ့တာသဟဂတဆိုတာအတူတကွဖြစ်တာအဲ့ဒီလောဘမှာနှစ်သက်ခြင်းသဘောတတ်မဲ့ခြင်းသဘောတွေအတူတကွဖြစ်နေတယ်တဲ့ဆိုလိုတာနန္ဒီရာဂသဟဂတနှစ်သက်ခြင်းတတ်မဲ့ခြင်းနဲ့အတူတကွဖြစ်နေတဲ့သဘောဘဝတည်းကိုတဖန်ဖြစ်စေတယ်နှစ်သက်ခြင်းတတ်မဲ့ခြင်းနဲ့တကွဖြစ်တယ်ပောနောဘဝိကနန္ဒီရာဂသဟဂတပြီးတော့ဗါလဲတော့တတရတတရဘိနန္တိနိသူအလိုရှိတဲ့အာယုံမှာအယံဆွဲလန်းတဲ့နှစ်သက်တဲ့သဘောရှိတယ်ထိုထိုအာယုံမှာအလွန်နှစ်သက်တဲ့သဘောရှိတယ်လို့ဇာလည်းပေတဲ့တော့ဇာလို့ပေလို့အဲ့လိုရေးတာပေါ့ဆိုလိုတာကဒီတဏှာလောဘကသဘောမကျတဲ့သူမကြိုက်တဲ့အာယုံလို့မရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်လားလောကီအာယုံတွေထဲမှာနော်ဘာပဲဖြစ်ဖြစ်ကိုယ်ကမကောင်းဘူးလို့ထင်တော်လဲပဲသူကလည်းသူအကောင်းထင်ပြီးတော့နေကြတာတွေအများကြီးမရှိဘူးလားရှိရနော်ဆိုလိုတာကဒီတဏှာလောဘဖြစ်လာပြီဆိုလို့ရှိရင်ကောင်းတယ်မကောင်းဘူးဆိုတာကိုသူဘာမှမစင်သားဒီနေရာမှာဦးဇင်းတို့မဟာဗောဓိမြိုင်ဆိုတော့ဘုရားကြီးရဲ့စကားတော်ကိုယူပြောရရင်တော်တော်ကောင်းမယ်လောကကြီးမှာကောင်းလို့ကြိုက်နေကြတာရှိတယ်လို့ကြိုက်လို့ကောင်းနေတာလည်းရှိတယ်哦တချို့ကြိုက်တယ်ဆိုတာကကောင်းလို့ကိုကြိုက်တာတချို့ဟာတွေကကောင်းလို့ကြိုက်တာမဟုတ်ကြိုက်လို့ကောင်းနေတာတကယ်ကောင်းတာမဟုတ်ဘူးကိုယ်စိတ်ထဲကကြိုက်နေလို့ဒါကိုကောင်းနေတယ်လို့ထင်တာဒါကိုတန်ဖိုးထားနေတာတော့တရားဆိုတာကတော့ကောင်းလို့ကြိုက်ကြရတဲ့သဘောသူကတကယ်လဲအကောင်းဖြစ်တဲ့အတွက်ကြောင့်ကြိုက်မိလို့ရှိရင်သူကဆွဲသွားတဲ့သဘောဒီကာမအာယုန်နေဆိုတာကကောင်းလို့ကြိုက်တာမဟုတ်ကြိုက်လို့ကောင်းတာဆိုလိုတာကလောဘရှိနေလို့ဒါတွေဟာတန်ဖိုးရှိနေတာလို့ပြောတာငါကိုယ့်ရဲ့စိတ်ထဲမှာတန်ဖိုးရှိတယ်လို့ထင်နေတာဘာရှိနေတုံးဆိုရင်လောဘရှိနေတော့မလိုချင်တဲ့တနေ့မှာဘယ်ဟာမှတန်ဖိုးမရှိဘူးဒီလောကီကိစ္စတွေကအခုစိတ်ထဲမှာတန်ဖိုးဘယ်လောက်ထိထားနေတာလဲဆိုတာဘယ်လောက်ထိလိုချင်နေတာလဲဆိုတာပေါ်မှာမူတည်တယ်ဒါပေမဲ့လူတွေကလိုချင်လို့တန်ဖိုးရှိတယ်လို့မစဉ်းစားမိပဲနဲ့တန်ဖိုးရှိလို့ကိုတန်ဖိုးရှိနေတယ်လို့ထင်နေတာဟုတ်တယ်မဟုတ်လားဒါကြောင့်စဉ်းစားကြည့်နော်ဒကာဓမ္မတို့ဦးဇင်းတို့တတရတတရဘိနန္တိနိဆိုတာအဲ့ဒါကိုပြောတာထိုထိုအာယုံမှာနှစ်သက်တဲ့သဘောရှိတယ်အဲ့ဒီလောဘအဲ့ဒီတဏှာဟာဘယ်နှမျိုးရှိတော့၃မျိုးရှိတယ်ပေါ့နော်ယာယံတဏှာပောနောဘဝိကနန္ဒီရာဂသဟဂတတတရတတရဘိနန္တိနိတေယထိတံကာမတဏှာဘဝတဏှာဝိဘဝတဏှာနော်အဲ့ဒီလောဘကကာမဂုဏ်အာယုံရဲ့ပုံမှာတက်မဲ့မောတဲ့သဘောရှိတယ်ဘဝရဲ့ပုံမှာတက်မဲ့မောတဲ့သဘောလည်းရှိတယ်ဝိဘဝတဏ္ဍာနော်မိစ္ဆာဒိဋ္ဌိနဲ့ရှင်တဲ့ဘဝကင်းပြတ်မှုရဲ့ပုံမှာတက်မဲ့တဲ့သဘောလည်းရှိတယ်哦ဒီနေ့မှာလေဒီဆိုတော်ဘုရားကြီးကတော့ဒီဝိဘဝတဏ္ဍာနဲ့ပတ်သက်ပြီးတော့ဒါကသာသနာတွင်သားတွေအတွက်သိပ်ပြီးတော့မသက်ဆိုင်ဘူးဆိုပြီးတော့သူရဲ့ကျမ်းစာထဲမှာအကျေတဝမရေးဘူးကာမတဏ္ဍာနဲ့ဘဝတဏ္ဍာရဲ့အကြောင်းကိုတော့အကျေတဝရေးပြတယ်နော်ကာမတဏ္ဍာဆိုတာကလူငယ်တွေနားလည်အောင်ဦးဇင်းတို့သဘောပေါက်လွယ်အောင်ပြောရရင်တော့နော်အစဉ်မျိုးစုံအတန်မျိုးစုံအနတ်မျိုးစုံအရသာမျိုးစုံအတွေ့အထိမျိုးစုံရဲ့ပုံမှာလိုချင်မဲ့မောတဲ့သဘောဒါကိုကာမတဏ္ဍာဘဝတဏ္ဍာဆိုတာကတော့ဘဝရဲ့ပုံမှာလိုချင်မဲ့မောတဲ့သဘောဖြစ်ခြင်းတဲ့သဘောဒါဘဝတဏ္ဍာဒီနေ့မှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်အောင်တို့နဲ့နေတဲ့တရားတွေရဲ့ပုံမှာဓမ္မပဟုတ္တကြီးမားသေးဖို့ဟောလေဒီဆို